ဒါလေးဒီကိစ္စကိုလို့ဖြစ်ရှင်းမလဲဟာအေးလို့ပြီးပေါ့နေလို့မရဘူးနော်ကြာရင်ဖက်ထွက်လာလိမ့်မယ်ဟာအေးဟာအဲ့ကောင်နဲ့ပြက်ပြီးမှဒီကိစ္စကိုသိရတာဆိုတော့အကာအကွယ်မသုံးဘူးလားဟင်ဆေးရုံတောက်ဘူးလားတောက်တယ်ဆေးရအေးကြောင့်ပါတောက်မိတာ你爱讲空色路腰啦？အဲ့ဒီကနေ့သူကငါနဲ့ပြဿနာဒီကနေ့သူကအဲ့ဘောကကိုချိုးပြီးလုံးလိုက်တာဟုတ်စတော့နေကိုငါလွယ်တာလို့ငါပြောရမှာလားသူကငါနဲ့ပြဿနာနာချိုးပြီးဟာအခုချိန်မှာသူစိတ်ထဲမှာငါမရှိတယ်လို့ငါ့ချင်တယ်မှာလည်းသူမရှိတော့ဘူးငါကြောက်တယ်ပါလေ